ဒီနေ့အလုံးနာနေဆိုတော့မိနစ်အစောကြီးထားပြီးတော့အဝတ်တော်လျှော့ပါတယ်အဝတ်တော်လျှော့တာဘာလို့အနှွေးတဲ့တွေဝတ်ထားလဲစိုက်ကဲတွေဆောင်းတာလဲလို့မမင်းနဲ့ဒါပြီးရင်သွားတာရှိတယ်အဝတ်မစွန်တဲ့တူတွေကြည်တာကျင်နာဘလို့အဝတ်ဆွန်လဲဆိုတာစိတ်ထဲအဝတ်ထက်ပြီးတော့ပတ်ဆက်ထက်ပြီးပြီးဖဲတော်မလဲဆိုရတော့မတွန်းဖြစ်တာကြောင့်ဖြစ်တဲ့အဝတ်တူဆရာဖို့ကြောင့်တော်မှပဲဖြစ်ပါတယ်မိနစ်အစောကြီးဆိုတော့ဘူးမှမရှိသေးအခုပြရတာအရန်လာတဲ့ဟောင်းလာချင်းကမတကူလာခဲ့နေပဲကဲအခုတော့ဝတ်ထုဆရာဖို့ကြအောင်ရမ်းပါပြီဘာလာလို့လဲဆိုတော့တပ်ပေါ်လိုင်းရတာပဲဖြစ်ပါတယ်ဒီဖုန်ချီချမှာကမိနစ်ပိုင်းမြူတွေကျနေတဲ့ချိန်တပ်ပေါ်ရိုက်တော့စောက်ရမ်းလာပါတယ်ကီဗန်မီလီကတော့ချနာရဲ့24နှစ်မှာ25ကလောက်ရဖြစ်နေတဲ့ညမလေးနဲ့လဲရတာကဲအခုကတော့ပဲပေးလို့ပြီးပါပြီငါးစားကြည့်ဖို့အစလာယူတာကကောင်းချင်တော့ကုန်နေပါတယ်အစမ်းစီရမ်တီငါးလေးတကောင်မှမမြင်အောင်ပုံမှန်ဆိုရင်အများကြီးပြီးတော့ဟိုဘက်ကြည့်ဒီဘက်ကြည့်တာရေကတော်တော်လေးမှခံနေတယ်ပုံမှန်ဆိုရင်ကျွန်တော်ပြထားတဲ့ဒီဘောင်အပြည့်ရေရှိရ